second ရှိပြီးတဲ့နောက်ပိုင်းပြန်တဲ့ feeling ရတော်တော်ကောင်းလာတယ်အရင်တော့ second မရှိတော့ဆိုရင်ဘောတတ် second လေးနည်းနည်းရှိလာဘယ်လိုပြောမလဲ enemy လေးရနည်းနည်းများလာတယ်လို့ခံစားရတယ်ပြန် second လေးနဲ့ဆိုတော့ပြန်တဲ့ feeling လေးကလည်းတစ်မျိုးလေးကိုယုံကြည်မှုလေးနည်းနည်းရှိလာအရင်တော့ second မရှိတော့ဆိုတော့စောရတာအဆင်မပြေအခုနောက်ပဲဘယ်လိုလဲမသိ second နဲ့ပြန်တဲ့ feeling တော်တော်ကြီးအရသာရှိရတော်တယ်ဟို support နဲ့တွေ့လဲဘယ်လိုမရှိတော့ဝင်ကြောတာ Watch out! တော့ဒါလည်းပြန်အခုမလာနဲ့ဒီကဟိုပေါ်လာတာညာပြီ